မင်္ဂလာပါရှင်ကျမတို့ Archimedes ရဲ့ founder မဆုစံပဲဖြစ်ပါတယ်ကျမတို့ဒီပေါ့နော် Archimedes မြန်မာနေပြီးတော့ဒီမြန်မာနိုင်ငံတအုပ်တဲ့ကိုယ်စားလှယ်အနေနဲ့တင်ဝင်တင်သွင်းဖြန့်ချီထားတဲ့ product တွေကိုအခုပေါ့နော် series 3ခုရှိတဲ့ဟာလေးကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ရဲ့ hot item anti hair loss ရမူကကျွန်တော်မြန်မာနိုင်ငံကိုစပြီးတော့2021ပေါ့နော်စပြီးတော့တင်သွင်းတဲ့အချိန်ကနေယနေ့အထိကိုကျွန်တော်ဘလောက်ပဲတင်သွင်းပေါ့နော်ခဏလေးနဲ့ပစ္စည်းပြတ်သွားတဲ့ item တွေမှာပါပါတယ်အဓိကကဘာလဲဆိုတော့စပင်းနေအရန်ကျွတ်နေတဲ့သူတွေပြီးသွားလို့ရှိရင်ပေါ့နော်ဒီတချို့ဆေးတောက်နေတဲ့သူတွေပြီးသွားလို့ရှိရင်ဟော်မုန်းပြောင်းလဲကြောက်ဖြစ်ဆန္ဒကျွတ်တယ်လုံးဝဖိလိုက်တာနဲ့ကိုကျွတ်တဲ့သူတွေအတွက်ကို100ရာခိုင်နှုန်းစပင်းကျွတ်တာကိုလည်းတက်တာစေတယ်ဆန္ဒအစ်စ်ကိုလည်းပြန်ပြီးတော့ထွက်စေရပေါ့နော်ကျွန်တော်မှဘယ်လိုမျိုး recommend ရတာလဲ review ရတာလဲဆိုလို့ရှိရင်တချို့ customer တွေပေါ့နော် feedback ပေးတာCOVID မှာစပင်းနေကျွတ်တယ်ပြီးသွားလို့ရှိရင်နောက်တစ်ခုကပေါ့နော်ဒီ cancer ဖြစ်နေတယ်ဆေးတောက်နေရတယ်အဲ့နှစ်ခုရဲ့ဒဏ်ကြောင့်ကျွတ်နေရဆိုတဲ့သူတော်မှာ anti hair loss ကိုသုံးပြီးတော့စပင်းကျွတ်တာလေးတွေတက်တာသွားတယ်စန္ဒအသစ်တွေပေါ့နော်ဒီသူ3လလောက်သုံးတဲ့အချိန်မှာစန္ဒအသစ်ပြန်ထွက်လာရပေါ့နော်အဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီ hot item တွေကတော့လူချိုက်များရဲမှာပါပါတယ်အဲ့တော့စပင်းကျွတ်တဲ့သူတွေအနေနဲ့ဆိုလို့ရှိရင် Archimedes ရဲ့ hair loss shampoo ကိုအသုံးပြုဖို့အတွက်ကိုလည်းဆန် recommend ပေးချင်ပါတယ်ပြောလို့ရှိရင်နောက်တစ်ခုအားကြတော့ကျွန်တော်ရဲ့ဒီ control spray လေးပေါ့နော်ဒီ real control spray အားကြတော့ကျွန်တော်အခု argan wine လိုမျိုး wine လေးဖြစ်တာမျိုးမကြိုက်ဘူး spray တိုက်အနေနဲ့သုံးချင်တဲ့သူတွေပြီးတော့လို့ရှိရင်နောက်တစ်ခုကဒီ setting spray အနေနဲ့သုံးချင်တဲ့သူတွေစပင်ကောက်ထားတာတို့ဒါမှမဟုတ်ရှင်ဆန်သားကိုပုံသွင်းချင်တဲ့သူတွေအတွက်ကိုမျိုးဒါကတော့ style လေးတော်တော်များများသုံးတဲ့ဥစ္စာလေးပေါ့နော်ပြီးတော့လို့ရှိရင် तू ကတဲဝါးရလဲအဆင်ပြေရယ်ပြီးတော့ရှင်ဆန်သားအဖျား6တာတွေပါတဲ့အတွက်ပေါ့နော်ဆန်သားအတွက်လိုအပ်တဲ့အဆီဓာတ်ကိုလည်းပြန်နေဖြစ်ပေးရဖြစ်တဲ့အတွက် argan wine ကိုမသုံးချင်ဘူးဆိုရင်ဒီ real control spray လေးကိုလည်းသုံးပြီးလို့ရပါတယ်အဓိကဆိုရင် item အားလုံးကဆန်သားအဖျား6တာတွေဆန်သားအဖျား2ခွဖြစ်တာတွေဆန်သားကြိုးကြည်တာတွေပေါ့နော်အဲ့ဒါတွေကိုတတ်တာစီတယ်ဘာဖြစ်လို့လဲဆိုတော့ဆန်တို့ဒီ argan ဒီရဲ့တဘာဝအစီကနေရရှိတဲ့အစီနှစ်ကိုသုံးပြထားဖြစ်တဲ့အတွက်ဆန်တို့ this product တိုင်းကဆန်သားအတွက်လုံးဝအကျိုးဖြစ်စေတယ်ဆန်သားပျက်စီးအောင်အဓိကကာကွယ် product တွေပဲဖြစ်ပါတယ်အဲ့ရနေမှာဆန်တို့ကသူ့ရဲ့တစ်ခုနဲ့တစ်ခုမတူတဲ့ benefit တွေမှာပျက်စီးဆန်သားအစီပြန်တဲ့ဥယျာဉ်အစီပြန်တဲ့ဆန်သားဘောက်တမအဲ့လိုမျိုးပြန်ပြီးတော့ခွဲလိုက်တာပေါ့နော်အဲ့တော့အဓိကဆန်တို့ဘယ် product ပဲသုံးနံပါတ်1ချက်ကဆန်သားရဲ့ကျန်းမာမှုကိုအဖြစ်ပေးမယ်ပြီးပါလို့ရှိရင်စပင်းကျွတ်တာကိုတက်တာစေမယ်ဒါပေမဲ့ anti hair loss ကတော့ change ပေါ့နော် anti hair loss ကကြတော့စပင်းဒီကျွတ်တာကိုတက်တာစေတဲ့အပြင်သူကဆန်သားအသစ်ပြန်ပေါက်တာပေါ့နော်အဲ့တော့ဆန်တို့ product တွေကိုယုံကြည်သုံးမှုအတွက်ကိုဆန်ကပြောချင်ပါတယ်ညွှန်ချင်ပါတယ်ပေါ့နော်